လောကမှာဘယ်သူမှမရှိဘဲနဲ့လေတယောက်တည်းနေနိုင်အောင်ကြိုးစားဘာလို့လဲဆိုတော့ကိုတယောက်တည်းအနာဂတ်မှာရှောက်လန်းရမှာဖြစ်လို့ပဲအဖေပြောခဲ့တဲ့စကားလို့သိနားရောက်မြေငါသမီးတစ်ချိန်ချိန်မှာကိုကတယောက်တည်းကြံခဲ့မှာအရာရာကိုလုံနိုင်အောင်မဖြစ်ဖြစ်အောင်လုံနိုင်အောင်ကြိုးစားဆိုတဲ့စကားလေးတတိယမိရဲ့အခုလိုမျိုးစပိုင်စီတွေလှုပ်ရှားရင်အရင်သဘောကျတဲ့ဖေအဖေကိုခုရပိုင်းနေပိုးပြီးတတိယမိတယ်ဖေရဲ့ထွက်သွားတာ3နှစ်ကျော်ပြီဒါပေမဲ့အမြဲတမ်းကိုဘေးနားမှာရှိနေတယ်လို့ပဲခုလိုစပိုင်စီခောက်ဆွဲလေးလှုပ်ရှားရင်ဖေကိုပိုးပြီးတတိရတယ်နောက်ဆုံးထွက်တတ်မှာတော့ငါသမီးနဲ့ဆိုရင်စိတ်ချသွားပြီလို့ပြောတဲ့စကားအခုချိန်ဒီမျိုးလုံးတွေကမထွက်သေးဘူးဖေညာတိုင်းမနက်တိုင်းအဖေကိုအမြဲတမ်းအမျှဝေပြီးတာရောဖေရောက်ရဌာနရောက်ရဘုံဘွားနဲ့အမြဲတမ်းတာရုခွန်နိုင်အောင်လို့သမီးအမြဲတမ်းအမျှပေးဝင်နေရင်နော်ဖေဟင်းကမရှိလို့ဆိုပြီးဖေတင်ပြီးခဲ့တဲ့အရာလေးပေါ့စက်သွန်မိတ်ကလေးလေးစိုက်ခနှုံးမုတ်ကလေးနဲ့ရင်းနှွေးလေးရောပြီးတော့တောက်လိုက်လို့ရှိရင်ဟင်းညိုတစ်ခွက်ရတယ်တဲ့အဖေတင်ပြပေးခဲ့တဲ့ဟင်းညိုတစ်ခွက်နဲ့သမီးဒီနေ့ရောစပိုင်စီကောက်ဆွဲတစ်ပွဲကိုစားဖြစ်တယ်ဖေဖေကိုလည်းပိုးပြီးအများကြီးသတိရတယ်ဒီလားဖေကိုသတိရတာရောကိုလည်းစားကြနေတာရောနဲ့အဖေပြောတဲ့ဟင်းညိုလေးတစ်ခွက်နဲ့ကျမစပိုင်စီလေးတစ်ပွဲကိုစားဖြစ်တယ်ပေါ့နော်ရေကတော့တိတ်မပူတော့ကြတော့တိတ်ပြီးရောပေါ့နော်အမကြီးကိုဖြစ်ပြနေတဲ့ပုံစံပေါ့နော်ရေနွေးပူပူလေးနဲ့ဆိုအရန်ကောင်းပါဒါကြောင့်အပင်ဆိုင်ပါလို့အမြင်ပြောတာအရာလုံးဝကိုယ့်အတွက်သက်သာစီတဲ့ຢာတွေပဲပေါ့နော်နောက်ဆုံးမှညီမစားမဲ့ပုံစံလေးရလာပါပြီကစုံလေးနဲ့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်